လာပါကျွန်တော်ကစင်ကလာတီးတဲ့ချင်းကို tutorial လေးကျွန်တော်တီးထားတဲ့ပုံစံလေးတိုင်းကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပြတာဖြစ်ပါတယ်intro တဲကတကယ် original intro တွေကကျွန်တော် really နည်းနည်းပဲကျွန်တော်ယူတီးရပါအများကြီးယူတီးမနဲ့ယူတီးရမဟုတ်ပါဘူးအဲ့တော့ကျွန်တော် email ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ email position တွေကနေပဲကျွန်တော်ကဒီထဲကိုယူတီးရပါပေါင်းထားလာတော့သူကကျွန်တော်အလုံးလေးတီးတယ်ဒီ plugin လေးတွေနည်းနည်းပါတယ်ပေါ့နော်ဆိုတော့အတက်နိုင်ဆုံးနဲ့လွယ်ကူဆုံးအရှင်းဆုံးဖြစ်အောင်တော့ကျွန်တော်စူးစမ်းပြီးရှင်းပြပေးပါမယ်ဆိုတော့သူကအရင်ဆုံးဒီကျွန်တော်တီးတဲ့ပုံစံကိုကျွန်တော်3ပိုင်းခွဲပြီးတော့ကျွန်တော်ပြပေးမယ်ပေါ့နော်သူကနည်းနည်းလေးမှတ်ကတာလေးလွယ်သွားအောင်ပေါ့အရင်ဆုံးကျွန်တော်ဒီနေရာလေးဒီအပိုင်းလေးကိုကျွန်တော်စပြပေးပါမယ်အဲ့တော့အဲ့နေရာလေးကိုကျွန်တော်အရင်ဆုံးစပြပေးပါမယ်တော့သူ့ရဲ့သွားနေတဲ့အတန်ကိုအရှင်းဆုံးပြမယ်ဆိုရင်တော့သူက6နဲ့လက်ကွက်2က4ကိုကျွန်တော်ထားလိုက်ပါနော်အဲ့လိုမျိုးတီးရပါအဲ့တော့3ကိုသွားမယ်ပြီးရင်နှစ်ကွက်စီပြန်လာမယ်ပြီးရင်လှုပ်မယ်ပြီးရင်ပြန်ဖိမယ်ပြီးရင်ပြန်သွားမယ်ပြီးရင်လက်ကွက်တစ်က3ကိုထိလိုက်တယ်ပေါ့ဖိလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီ left position finger အမှန်နဲ့တီးမှဆိုရင်ဆိုတော့ hammer ပေါ့နော်ပြီးရင်ပြန်သွားမယ် hammer ပဲပြီးပြန်လှုပ်မယ်ပြီးပြန်ဖိမယ်ပြီးနောက်တော့4ကိုပဲ hammer ပြန်သွားမယ်3ကို hammer ပြန်သွားမယ်ပြီးရင်3ချိုး dance ဖိလိုက်တယ်ပေါ့နော်အနည်းပြန်တီးပြပါမယ်အဲ့ဒါလေးပါပဲဒါတစ်ပိုင်းဖြစ်သွားပြီပေါ့နော်ဆိုတော့နောက်တဲ့ဒုတိယတစ်ပိုင်းအနေနဲ့အဲ့ဒီနေရာနေပဲထပ်ပြီးတော့ကျွန်တော်တို့က plugin လေးထည့်မယ်ပေါ့ဒီအထိကသူကဒီ finger ဒီပထမအပိုင်းထိရလို့ကျွန်တော်ဒီအလုံးလေးလိုက်တီးတဲ့သဘောမျိုးပဲဒုတိယတစ်ပိုင်းကျကျွန်တော်က plugin လေးနည်းနည်းထည့်မယ်ဆိုတော့3ရဲ့ဘေးချင်းကတ်ကိုတစ်ကွက်ကဘေးချင်း2ကိုသွားမယ်ပြီးရင်4ကွက်ကိုအဲ့4ကွက်လည်းကြာကျွန်တော် plugin ထည့်ပြီးတော့เนาะဆိုတော့ plugin ကကျွန်တော်က3 1နဲ့ပြီးလာနဲ့မပြန်မယ်2ကိုပြီးနောက်တော့1ကိုပြီးခုနကနေရာပဲပြန်သွားမယ်ပြီးတော့လွတ်မယ်ဒါဆိုရင်ကျွန်တော်ရှင်းတဲ့အထက်မှာအပိုင်း2ထိပြီးသွားပြီပေါ့နော်ကျွန်တော်တဲ့နှစ်ကိုကျွန်တော်ပေါင်းပြီးတီးပြမယ်အနည်းဆုံးတီးပြပါမယ်ဒါကျွန်တော်ကခွဲပြီးထားတဲ့အပိုင်း2ခုတီးပြီးသွားပြီပေါ့နော်နောက်ဆုံးအပိုင်း3ပိုင်းလေးကိုကျွန်တော်တီးပြပါမယ်ဆိုတော့3ပိုင်းကကျွန်တော်ဒီနေ့အဲ့ခုရက်နေတဲ့နေရာနေပဲပြန်စမယ်ဆိုရင်သူကပထမအပိုင်းနဲ့တူတယ်ဒါလေးပဲဆိုတော့3ပိုင်းအစမှာသူကခုနကအတိုင်းပဲ4ချိုးက2ကွက်ကိုပြီးမယ်ပုံစံတိုင်းပဲဒီ3ထီကိုပထမအပိုင်းရဲ့3ချိုးအထီကိုမှန်နေတယ်ပြီးတော့ကျွန်တော်ကပြန်တက်သွားတာဒါပဲအဲ့ဒါပဲပြီးတော့မှဒါပဲ
ဒီနံပါတ်နောက်ဆုံးပိုင်းလေးမှာနည်းနည်းလေးနားရှုပ်ကောင်းရှုပ်သွားနိုင်ပါတယ်တကယ်တော့ तू ကပထမကျွန်တော်ရှင်းတဲ့1နဲ့2နဲ့ကိုပဲ तू ကအဲ့နောက်ဆုံး3မှာကျွန်တော်ပြန်ပြီးတော့ကွန်ပေါင်းသဘောမျိုးဖြစ်သွားလိမ့်မယ်နားလည်အောင်ပြန်ပြောရမှာဆိုရင်တော့အစားဆုံးကျွန်တော်အစားဆုံးတစ်ခေါက်ပြန်တီးပြပေးမယ်အနည်းဆုံးပဲတီးပြပေးမယ်အဲ့ဒါလေးပါပဲဗောနော် intro လေးကိုကျွန်တော်တီးရပါ